皆さんこんにちはအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ရာရီရူရဲရူရဲ့ရင်းနှီးလေးတွေကိုရေးပြပေးသွားမှာဖြစ်ပါတယ်ကဲဟုတ်ပြီလိုက်ကြည့်ကြမယ်နော်ရှင်ဆုံးရာပေါ့နော်ရာလေးကလေဘာလေးနဲ့တူလဲဆိုတော့ဒီအင်္ဂလိပ်အခရာ9လေးပေါ့နော်5လေးနဲ့တူတယ်ဒီချီလိုမျိုးလေးပေါ့နော်ချီကတော့သူကဒီလိုမျိုးဖြတ်တဲ့ဟာလေးပါတယ်ပေါ့နော်သူကတော့အလိုမပါဘူးကဲဟုတ်ပြီထိုက်ပြီးတော့ရေးကြည့်ကြမယ်နော်အရင်ဆုံးဒီနောက်ထုတ်ပြလိုမျိုးဒီလိုဟာလေးပေါ့နော်အဲ့လေးကိုအရင်ဆွဲမယ်ပေါ့နော်အဲ့လေးဆွဲပြီးမှဒီကနေလာမယ်လာပြီးတော့ဒီမျိုးလေးလာပြီးတော့ဒီလိုမျိုးလေးเนาะဒါလေးကတော့ရလေးဖြစ်ပါတယ်เนาะမီနာဆန်တို့ကဒီလိုမျိုးလေးတစ်ချောင်းလေးရေးသွားမယ်เนาะဒီတစ်ချောင်းလေးရေးတော့သူဆုတ်ချက်က2ချက်ဆိုတော့လေနောက်တစ်ချောင်းမှာကျတော့တစ်ချက်2ချက်လေးမယ်เนาะတစ်ချက်2ချက်တစ်ချက်2ချက်เนาะဒါလေးကရဖြစ်ပါတယ်နောက်တစ်တလုံးလေးကတော့ရီပါเนาะရီကတွားလေရင်းနှီးလေးက E လေးနဲ့တူတယ်ပေါ့နော် E လေးကတော့လေဒီဘက်ကဒီဘက်မြင်းချောင်းလေးကနည်းနည်းရှည်ရှည်လေးပေါ့နော်သူကတော့မဟုတ်ဘူးဒီဘက်ကဖယ်ဘက်ကတူပြီးတော့ညာဘက်မြင်းချောင်းလေးကရှည်ရှည်လေးဖြစ်ပါတယ်နော်အဲ့တော့ဒီလိုမျိုးလေးလာမယ်နော်တစ်ချက်နှစ်ချက်လိုမျိုးလေးရှိမယ်နော်အဲ့တော့မင်းဆန်တို့ကဒီဘက်ကချောင်းလေးကိုအရင်ရေးမယ်နော်တစ်ချက်နောက်တစ်ချောင်းမှာကျတော့နှစ်ချက်တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်နော်ဒါလေးကတော့ read လေးဖြစ်ပါတယ်နောက်တစ်ခါကျတော့ root ပေါ့နော်အာယူသူကဒီလိုမျိုးလေးလာမယ်နော်ဒီမျိုးလေးဖြစ်မယ်ဟုတ်ပြီအဲ့တော့သူ့ကိုလည်းဒီအင်္ဂလိပ်ပေါ့နော်အင်္ဂလိပ်နံပါတ်7လေးလိုမျိုးလေးရေးမယ်နော်မျိုးလေးဆွဲချနော်ပြီးတော့မှလက်မလွတ်ဖက်နဲ့ဒီကနေတခါပြန်လာပြီးတော့အဝိုင်းလေးနော်ဒီခယူဝိုင်းလေးလိုမျိုးအဲ့လိုလေးရေးပါမယ်နော်အဲ့ဒါလေးရတစ်ချက်ပဲနော်မျိုးလေးလာမယ်နော်မျိုးလေးလာမယ်ဒီကနေလာမယ်မျိုးလေးလာပါမယ်နော်ဒါလေးကတော့ root ဖြစ်ပါရဲ့နောက်တစ်ခုက re သူကကြတော့လေဒီလိုမျိုးပြီးမှဒီလိုမြင်ချောင်းလေးတစ်ချောင်းအရင်ဆွဲမယ်ဒါလေးကတစ်ချက်ဆွဲမယ်နော်ပြီးတော့ဒီခုနှစ်လိုမျိုးလေးပေါ့နော်ဒီလိုမျိုးလေးလာမယ်လာပြီးတော့ဒီကနေမှသူကဒီအင်္ဂလိပ်အခရာ n ပေါ့နော် n ပုံစံလေးလာပြီးလိုမျိုးလေးကိုွေးပါပေါ့နော်အဲ့တော့တစ်ချက်နော်အဲ့လိုလာမယ်နောက်တစ်ခုကကြတော့လာပြီးတော့ဒါလေးက re ပေါ့နော်တစ်ချက်လာမယ်နှစ်ချက်နော်တစ်ချက်လာမယ်နှစ်ချက်ပေါ့နော်ဒါလေးကတော့ re ဖြစ်ပါတယ်နောက်တဲ့ဒီ ra line မှာရှိတဲ့ဒီနောက်ဆုံးအလုံးလေးပေါ့နော် row ပေါ့နော်သူကလေဒီ root လေးလိုမျိုးပဲเนาะ root လေးနဲ့တူပြီးတော့သူကဒီအထဲမှာအကွေးလေးမပါပါဘူးပေါ့เนาะအကွေးလေးမပါဘဲနဲ့သူကရက်သွားတာပေါ့เนาะဒီ root လေးကအဲ့တော့ဒီလိုမျိုးလေးလာမယ်เนาะ7လေးလာမယ်ပြီးအချိန်ကျတော့ဒီကနေလိုလေးလာမယ်ဒီပါပဲเนาะသူအကွေးလေးမပါဘဲနဲ့ရက်သွားတာပေါ့เนาะသူက root ဟာလေးလာမယ်เนาะကဲဟုတ်ပါပြီနော်ကဲအဲ့တော့ဒီနေ့ကရာရီရုရဲတို့ရဲ့ရင်းနှီးလေးတွေကိုရေးပြပေးသွားတာဖြစ်ပါတယ်အဲ့တော့မင်းနာဆန်တို့ကလည်းတာရှင်ရဲ့အတူတူဒါလေးတွေကိုလိုက်ပြီးတော့ရေးကြည့်ကြပါနော်ကဲအားလုံးပဲနောက်ထပ်ဗီဒီယိုလေးမှာပြန်ပြီးတော့တွေ့ပါမယ်